ဆိုတော့နိုင်ငံဒီတစ်ခေါက်မှာတော့ဒီထိုင်းနိုင်ငံမဟီဒေါ University ရဲ့ campus ကိုတွားပြီးတော့တွားကြည့်ကြမှာဖြစ်ပါတယ်တငယ်ချင်းတွေနဲ့ပေါ့နော်ဆိုတော့နိုင်ငံဒီထိုင်းနိုင်ငံတော့ခဏတော့ရောက်တယ်ပေါ့ဒါပေမဲ့ဒီမဟီဒေါUniversity ကိုတော့အခုမှပထမဦးဆုံးရောက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါတငယ်ချင်းတွေနဲ့တူတူသွားပြီးတော့ကြည့်ကြမှာဖြစ်ပါတယ်ဆိုတော့နန်းတို့ကဒီတင်နန်းကိုလာရင်းနဲ့ပေါ့နော်ဒီတင်နန်းကဒီမီဒေါ University မှာပဲဆိုတော့တင်နန်းရဲ့နောက်ဆုံးအချိန်မှာဆိုလို့ရှိရင်အတူတူကသွားပြီးတော့ဒီတို့အစီအစဉ်နဲ့ကားလေးနဲ့ပေါ့နော်သွားပြီးတော့ပတ်ကြည့်မှာဖြစ်ပါတယ် Oh no. So ဒီမဟီဒေါ compass ကတော့မထင်ထားဘူးပေါ့နော်အရန်တလောက်ကျယ်မယ်လို့မထင်ထားဘူးဒီမှာဆိုလို့ရှိရင်အပင်တွေလည်းအရန်အများတယ် compass ကလည်းအကျယ်ကြီးပဲပြီးလို့ရှိရင်ဒီ relax တွေလုပ်လို့ရတဲ့နေရာတစ်ခုလည်းဖြစ်တယ်ပေါ့နော်နောက်ပြီးတော့ဒီ compass ကအကြိုက်ဆုံးတစ်ခုကဆိုလို့ရှိရင်အခုသွားတဲ့အချိန်ကနိုဝင်ဘာလဖြစ်တဲ့အတွက်ကြောင့်မို့နည်းနည်းတော့အေးတယ်သူကစလာယာ campus မှာရှိတဲ့အတွက်ကြောင့်မို့လို့ရသည်ဥတုကဒီဘန်ကောက်မြို့ထက်ပိုပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့တနန်းလေးလည်းတနေ့ကိုတက်ပြီးဒီမဟီဒေါ campus ကိုလည်းတွားပြီးတော့လက်ပတ်ပြီးသွားပြီဆိုတော့ကိုနေရာကိုပြင်ရောက်တာဖြစ်ပါတယ်ဆိုတော့ပြင်ရောက်တဲ့အချိန်မှာတော့တနေ့ကိုပြင်မထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘိုက်ကအရန်စာပါတယ်ရောက်တာနဲ့ဘာရတော့အရင်စားပါတယ်ဆိုတော့ဒီနေ့ကတော့အစင်ကြီးတို့ပဲစားလိုက်ပါတော့မယ်ဒါကဒီ 7-Eleven ကဝတ်ထားတဲ့မင်းကြီးလေးဖြစ်ပါတယ်ညာတော့ပုံမူလေးဒါကဆူရှီလေးပါရှိပါဒါကထမင်းကြတော့စံလုံးယူပေါ့နော်စံလုံးယူပဲယူထားတဲ့ထမင်းကြတော့ထမင်းလည်းစားချင်တော့ဖိုင်လေးစားလေးဆိုစားလိုက်အောင်ပါတယ်ဆိုလို့ရှိရင်တော့ဒီလိုတင်နေပါပြီးလို့ရှိရင်တော့ဒီမှာနည်းနည်းဒီဆိုက်စီတော့နေထွက်ပြီးတော့စားရလို့ပါရှိတယ်ပေါ့နော်ဒါပေမဲ့ဒီခေါက်တော့ဘလို့မှပြင်မထွက်နိုင်တော့ဒီနေ့ကိုလည်းပြင်မှန်းထားပြီးဆိုတော့ ready made ပဲစ
စားလိုက်ပါတော့မယ်ရှင်ဒါက sausage ဖြစ်မယ်ဆိုတော့မဆိုပါအဲ့မှာကြောက်သူမျိုးစားလေးပေါ်တယ်ပေါ့နော်ထိုးရတဲ့ကအကဖောင်းလို့ပါလို့ပေါ်ရတယ်ရမ်းပေါ်တယ်broccoli